ရောပမှာအာရှသို့စွန့်စားခရီးသွားခဲ့သူကုန်သည်ကြီးသို့မဟုတ်မာကိုပိုလိုဆိုတာသူ့ရဲ့အာရှခရီးစဉ်နဲ့အတွေ့အကြုံတွေကိုရေးသားခဲ့တဲ့ The Travels of Marco Polo စာအုပ်အတွက်ကဘာကျော်ခဲ့သူ Venice မြို့သားစူးစမ်းလေ့လာသူတဦးပါမာကိုပိုလိုသည်1281မှ1295ခုနှစ်အတွင်းဥရောပမှအာရှသို့ခရီးလှည့်လည်ခဲ့ပြီးတရုတ်နိုင်ငံမှာ18နှစ်ကြာအောင်နေထိုင်ခဲ့သူဖြစ်ပါတယ်1292မှာပါရှားကိုအပို့ခံရတဲ့မွန်ဂိုမင်းသမီးလေးကိုစောက်ရှောက်ရင်းတရုတ်နိုင်ငံကနေပြန်လည်ထွက်ခွာခဲ့ပါတယ်မာကိုပိုလိုကိုအီတလီနိုင်ငံဗီးနစ်မြို့မှာ1254တွင်မွေးဖွားခဲ့ပါတယ်သူသည်ချမ်းသာသောဗီးနစ်မြို့သားကုန်သည်မိသားစုမှဆင်းသက်လာသူဖြစ်တော်လဲငယ်ဘဝမှာမိဘမဲ့လိုနေထိုင်ခဲ့ရသူဖြစ်ပါတယ်မာကိုပိုလိုရဲ့မိခင်သည်သူငယ်စဉ်ကပင်ကွယ်လွန်ခဲ့ပြီးဖခင်နီကိုလာနဲ့ဦးလေးဖြစ်သူမက်ဖီအိုရိုကအောင်မြင်တဲ့ကျောင်းမြတ်ယတနာကုန်သည်တွေပါဒါပေမဲ့မာကိုပိုလိုငယ်စဉ်ကတည်းကသူတို့ဟာအာရှမှာနေထိုင်နေကြသူတွေဖြစ်ပါတယ်မာကိုပိုလိုရဲ့ဖခင်နဲ့ဦးလေးတို့ဟာခရီးစဉ်ပေါင်းများစွာကိုဖျက်ဆီးခဲ့ကြပြီးတဲ့နောက်ယနေ့ခေတ်တရုတ်နိုင်ငံကိုရောက်ရှိအခြေချနေထိုင်သူတွေပါအဲ့ဒီအချိန်ကအာရှအရှေ့မြောက်ကိုတိမ့်ပိုက်ခဲ့တဲ့မွန်ဂိုဘီရင်ဂျင်ဂျစ်ခန်းရဲ့မိဖြစ်သူကူးဖလိုင်ခန်းကမင်းပြုနေချိန်ဖြစ်ပါတယ်သူတို့ကကူးဖလိုင်ခန်းစီကိုတန်တမန်အနေနဲ့ဝင်ခဲ့ကြပြီးအမှုထမ်းခဲ့ကြတာဖြစ်ပါတယ်1269ခုနှစ်မှာမာကိုပိုလိုရဲ့ဖခင်နဲ့ဦးလေးတို့ဟာဗီးနစ်မြို့ကိုပြန်လာခဲ့ကြပြီးတဲ့နောက်ကူးဖလိုင်ခန်းစီကိုပြန်သွားဖို့ချက်ချင်းစီစဉ်ခဲ့ကြပါတယ်အကြောင်းကတော့ကူးဖလိုင်ခန်းကခရစ်ယာန်ဘာသာကိုစိတ်ဝင်စားပြီးသူတို့ကိုခရစ်ယာန်ဘုန်းတော်ကြီးအပါ100နဲ့အတူတန်ရှင်းတဲ့ရေစင်ကိုယူဆောင်ပြီးပြန်လာခဲ့ဖို့ညွှန်ကြားလိုက်လို့ပဲဖြစ်ပါတယ်ထိုအချိန်ကကမ္ဘာရဲ့အကြီးဆုံးအင်ပါယာကိုပိုင်ဆိုင်တဲ့ကူးဖလိုင်ခန်းရဲ့အင်ပါယာကခင်မီပြီးတိုးတက်နေတဲ့အပြင်ယဉ်ကျေးမှုကလည်းစုံပါတယ်1281မှာတော့မာကိုပိုလိုဟာဖခင်ဦးလေးတို့နဲ့အတူအာရှဒေသကိုထွက်ခွာခဲ့ပြီးကူးဖလိုင်ခန်းတောင်းဆိုတဲ့ဘုန်းတော်ကြီးအပါ100ကိုတော့မဆူဆောင်းနိုင်ခဲ့ပါဘူးခရီးလမ်းမှာကံကြမ္မာစုနဲ့တွေ့ခဲ့ပြီးတဲ့နောက်မာကိုပိုလိုအပါအဝင်2ယောက်သာအသက်ရှင်ခဲ့ပြီးပြန်လှည့်ခဲ့ရပါတယ်ဒုတိယအကြိမ်တရုတ်တို့ခရီးကိုတော့ကုန်းလန်းခရီးကိုသာရွေးချယ်ခဲ့ပါတယ်မာကိုပိုလိုဟာခက်ခဲကြမ်းတမ်းတဲ့ခရီးပေါင်းများစွာကိုတွားခဲ့ပြီးတဲ့နောက်မှာဖြတ်သန်းခဲ့ရတဲ့နေရာများယဉ်ကျေးမှုများအခက်အခဲများအတွက်မှတ်တမ်းတွေကိုတိတိကျကျရေးသားနိုင်ခဲ့ပါတယ်မာကိုပိုလိုသည်ကုန်းကြောင်းခရီးစဉ်တွေကိုလည်းများစွာတွားခဲ့ပြီးအရှိအလဲပိုင်းဒေသကိုဖြတ်သန်းခဲ့ရတော့ကမြင်ခဲ့ရတဲ့မြင်ကွင်းတွေပထဝီအနေအထားနဲ့လူမျိုးရေးဓလေ့ထုံးတမ်းတွေကိုသေချာမှတ်တမ်းတင်ခဲ့ပြီးအနောက်ကဘာကိုပံ့ပိုးပေးခဲ့ပါတယ်ယခုအာဖဂန်နစ္စတန်ဒေသမှာကူးစက်ရောဂါတင့်ခဲ့တယ်လို့ဂိုဘီသဲကင်နာရကိုလည်းဖျက်ကျော်ခဲ့ပူပါတယ်၄နှစ်ကြာတဲ့ခရီးဟာနောက်ဆုံးတရုတ်နိုင်ငံကိုစိုက်မြိုက်ရောက်လာခဲ့ကြပါတယ်မာကိုပိုလိုနဲ့အဖွဲ့သည်ကူးဖလိုင်ခန်းနဲ့တွေ့ဆုံခဲ့ကြပြီးဇန်နဒူးလို့ခေါ်တဲ့စကြင်ကျောက်တွေနဲ့တိစောက်ထားတဲ့ကူးဖလိုင်ခန်းရဲ့နွေရာသီနန်းတော်ကငယ်ရွယ်တဲ့မာကိုပိုလိုကိုအံ့အားသင့်စေခဲ့ပါတယ်အဓိကကတော့ကြီးကျယ်ခမ်းနားတဲ့ဗီတုကာလက်ရာတွေကြောင့်ပါမာကိုပိုလိုသည်နှစ်အနည်းငယ်အတွင်းတရုတ်မှဗီးနစ်ကိုပြန်မယ်လို့စိတ်ကူးထားခဲ့ပေမဲ့23နှစ်ကျော်ကြာသွားပါတယ်သမိုင်းပညာရှင်တွေရဲ့ကြားမှာမာကိုပိုလိုဟာတရုတ်နိုင်ငံမှာတကယ်နေထိုင်ခဲ့ခြင်းရှိမရှိအငင်းပွားခဲ့ကြပါသေးတယ်သူဟာအရှိအရက်ကိုခရီးထွက်ခဲ့ကြောင်းကိုသူရေးခဲ့တဲ့စာအုပ်အပြင်တခြားမှတ်တမ်းဘာမှကိုမရှိပါဘူးသူ့ရဲ့မှတ်တမ်းစာအုပ်ထဲမှာကူးဖလိုင်ခန်းရဲ့ကျယ်ပြန့်တဲ့ဆက်သွယ်ရေးစနစ်အကြောင်းသတင်းအချက်အလက်အများနဲ့အတူအဝေးပြေးလမ်းတွေကိုစတူယန်မိုင်ပေါင်းများစွာကလွှမ်းမိုးနိုင်အောင်လုပ်ထားကြောင်းအသေးစိတ်ပါပါတယ်ကူးဖလိုင်ခန်းသည်မာကိုပိုလိုအပါအဝင်နိုင်ငံခြားသားအများအပြားကိုအင်ပါယာထဲကိုဝင်ရောက်ခွင့်ပေးခဲ့တယ်လို့ချိတ်ဆက်လေ့လာမှုတွေကိုလည်းလုပ်ခဲ့ပါတယ်မာကိုပိုလိုရဲ့ဖခင်နဲ့ဦးလေးတို့ဟာကူးဖလိုင်ခန်းရဲ့တရားရုံးမှာအရေးပါတဲ့နေရာတွေကိုရခဲ့တယ်ဆိုတာမာကိုပိုလိုနောက်ပိုင်းမှာသိလာခဲ့ရပါတယ်မာကိုပိုလိုကိုယ်တိုင်လည်းတွေးခေါ်နိုင်စွမ်းမြင်တဲ့ကူးဖလိုင်ခန်းဘုရင်ကိုသဘောကျခဲ့ပါတယ်မာကိုပိုလိုဟာတရုတ်မြေမှာကြာရှည်ကျင်လည်ခဲ့တဲ့အတွက်ဘာသာစကား၄မျိုးအထိကျွမ်းကျင်လာခဲ့ပါတယ်နောက်ပိုင်းမှာကူးဖလိုင်ခန်းသည်မာကိုပိုလိုကိုအထူးတန်တမန်အဖြစ်ခန့်ထားပြီးမြန်မာအိန္ဒိယနဲ့တိဘက်အပါအဝင်ဥရောပသားများမလိလာဘူးတဲ့အာရှဒေသနယ်ပယ်တွေကိုဆေလွတ်ခဲ့ပါတယ်မာကိုပိုလိုသည်ကူးဖလိုင်ခန်းထံမှတရားဝင်အထောက်အထားအဖြစ်ကိုယ်တိုင်နှိပ်ပေးထားတဲ့သတ္ထုတစိတ်တုံးကိုလက်ခံပြီးထိုဒေသတွေကိုလှည့်လည်ခဲ့ခြင်းပါပဲနှစ်တွေကြာလာတာနဲ့အမျှမာကိုပိုလိုသည်မွန်ဂိုဘီယန်ကူးဖလိုင်ခန်းရဲ့ယုံကြည်မှုကိုရခဲ့ပြီး
အုပ်ချုပ်ရေးမှုရာထူးအထိခန့်ထားခြင်းခံခဲ့ရပါတယ်။နောက်ပိုင်းကာလများမှာအခွန်စစ်ဆေးရေးမှုတာဝန်ကိုပါလွှဲခံခဲ့ရပါတယ်။သူသည်ခရီးစဉ်ပေါင်းများစွာနဲ့နေမြေဒေသပေါင်းများစွာကိုရောက်ခဲ့တဲ့သူဖြစ်တဲ့အတွက်ဗဟုသုတနဲ့အတွေ့အကြုံတွေလည်းတော်တော်ကိုများခဲ့သူဖြစ်ပါတယ်။ဥရောပကိုမရောက်သေးတဲ့မွန်ဂိုအင်ပါယာအတွင်းငွေစက္ကူအသုံးပြုမှုစိတ်ကူးကိုလည်းအားကျခဲ့တယ်လို့စီးပွားရေးစနစ်ကိုလည်းအတူယူစရာအဖြစ်မြင်ခဲ့သူဖြစ်ပါတယ်။တကယ်တမ်းတော့သူဟာမွန်ဂိုအင်ပါယာကိုအထင်ကြီးလေးစားခဲ့တဲ့သူတစ်ယောက်ပါပဲ။နှစ်တွေကြာခဲ့ပြီးတဲ့နောက်မာကိုပိုလိုသည်ဗီးနစ်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူပြန်မယ်ဆိုတာကိုကူးဖလိုင်ခန်းကနှစ်သက်ခဲ့တာတော့မဟုတ်ပါဘူး။ယောက်ျားတွေကိုအားကိုးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းအတွင်းမှာမာကိုပိုလိုရဲ့ဥရောပအပြန်ခရီးကမရေရာမှုတွေနဲ့ပြည့်နေခဲ့တာပါ။ဒါပေမဲ့ပါရှန်မင်းသားနဲ့လက်ထပ်ရမယ်မွန်ဂိုမင်းသမီးကိုပါရှားပြည်အရောက်ခေါ်သွားဖို့တာဝန်နဲ့အတူမာကိုပိုလိုရဲ့အပြန်ခရီးကိုကူးဖလိုင်ခန်းကလက်ခံခဲ့ပါတယ်။မာကိုပိုလိုသည်ရေချောင်းခရီးနဲ့အတူခရီးသည်နဲ့သင်္ဘောသားရာပေါင်းများစွာကိုအတူခေါ်ဆောင်သွားခဲ့ပါတယ်။ခရီးစဉ်သည်မှုန်တိုင်းတန်ယောဂဘာယာဒဏ်တွေကိုဖျက်ဆီးခဲ့ရပြီးတဲ့နောက်လူအများအပြားသေဆုံးခဲ့ရပါတယ်။သူတို့လည်းပါရှားရဲ့ဟောမိုစိတ်ကန်းကိုဆိုက်ရောက်ချိန်မှာသူနဲ့မွန်ဂိုမင်းသမီးအပါအဝင်လူ18ယောက်ပဲအသက်ရှင်ကျန်ခဲ့ပါတော့တယ်။အချိန်2နှစ်ကြာခဲ့ပြီးတဲ့နောက်မှာတော့မာကိုပိုလိုဟာဗီးနစ်မြို့ကိုရောက်ခဲ့ပါတော့တယ်။နှစ်ပေါင်း20ကျော်ကြာဝေးကွာခဲ့ရတဲ့မွေးရမြေကိုရောက်တဲ့အချိန်မှာတော့မိဘဆွေမျိုးတွေနဲ့မရင်းနှီးတော့တဲ့အပြင်မိခင်ဘာသာစကားကိုပြောဆိုဖို့ခက်ခဲခဲ့ရပါတယ်။ဗီးနစ်ကိုပြန်ရောက်ပြီးနှစ်အနည်းငယ်အကြာမှာပဲဗီးနစ်ရဲ့ပြိုင်ဘက်ဂျီနိုအာကိုစစ်တိုက်ရာတွင်ပါဝင်ခဲ့ပြီးစစ်သင်္ဘောတစ်စီးကိုကုတ်ကဲခဲ့ရပါတယ်။စစ်ပွဲအတွင်းမှာအဖမ်းခံရပြီးဂျီနို၏အကျဉ်းထောင်ကိုရောက်ခဲ့ရပါတယ်။ထောင်ထဲမှာရူစတီကေလိုခေါ်အကျဉ်းသားတဦးနဲ့ဆုံခဲ့ပါတယ်။ရူစတီကေလိုဟာစာရေးဆရာတစ်ယောက်ဖြစ်ပြီးမာကိုပိုလိုဟာသူနဲ့ပိုရင်းနှီးလာခဲ့တဲ့နောက်ပိုင်းမှာအာရှမှာသူမြင်တွေ့ကြားခဲ့ရသမျှနဲ့ရောက်ခဲ့ရတဲ့နေရာအကြောင်းကိုပြောပြခဲ့ပါတယ်။မာကိုပိုလိုရဲ့အာရှခရီးစဉ်များအကြောင်းကိုThe Travels of Marco Polo ခေါင်းစဉ်နဲ့စာအုပ်ထုတ်ဝေဖြစ်ခဲ့ပါတယ်။စာအုပ်ကမာကိုပိုလိုကိုကြော်ကြားစေခဲ့တဲ့အပြင်ပြင်သစ်လက်တင်ဘာသာတွေနဲ့ပြန်ဆိုခဲ့ကြပြီးဥရောပမှာလူကြိုက်အများဆုံးစာအုပ်ဖြစ်ခဲ့တာပါပဲ။ဒါပေမဲ့အများစုကစိတ်ကူးယဉ်ပြီးရေးထားတာလို့မှတ်ယူခဲ့ကြတာပါ။စွန့်စားသူများနဲ့ကုန်သည်များကိုမာကိုပိုလိုရဲ့အတွေ့အကြုံတွေကလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။1299တွင်မာကိုပိုလိုအကျဉ်းထောင်မှလွတ်မြောက်ခဲ့ပြီးဗီးနစ်မြို့ကိုပြန်ရောက်ခဲ့ပြီးတဲ့နောက်အိမ်တော်ပြုခဲ့တယ်လို့သမီး3ယောက်ကိုလည်းမွေးဖွားခဲ့ပါတယ်။သမီး3ယောက်ကိုပြုစုပျိုးထောင်ရဲ့မိသားစုစီးပွားရေးကို25နှစ်ကြာဆက်လုပ်ခဲ့ပါတယ်။မာကိုပိုလိုသည်ဇန်နဝါရီလ10ရက်1324တွင်ဗီးနစ်မြို့ရှိသူ့ရဲ့နေအိမ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။သူတည်ဆုံးခန်းဒီမှာမာကိုပိုလိုကိုသူ့ရဲ့စာဖတ်ပရိသတ်တွေနဲ့မိတ်ဆွေတငယ်ချင်းတွေကသူ့စာအုပ်ကစိတ်ကူးယဉ်ပြီးရေးထားခဲ့တာဖြစ်ကြောင်းဝန်ခံဖို့တိုက်တွန်းခဲ့ကြပါတယ်။မာကိုပိုလိုကတော့သူမြင်တွေ့ကြုံခဲ့ရတဲ့တဝက်တောင်မရှိဘူးလို့တုံ့ပြန်ခဲ့ပါတယ်။သူကွယ်လွန်ပြီးတဲ့နောက်မှာတော့မာကိုပိုလိုဟာသူ့ဘဝတစ်လျှောက်လုံးမှာမရခဲ့တဲ့အသည့်အမှတ်ပြုမှုတွေကိုရရှိခဲ့ပါတယ်။သူတွေ့ကြုံခဲ့ရတဲ့အရာအများအပြားကိုလေ့လာသူများပညာရှင်များနဲ့စူးစမ်းသူများကအတည်ပြုခဲ့ကြပါတယ်။သူ့ရဲ့ခရီးကျမ်းတွေနဲ့စွန့်စားခန်းတွေကစူးစမ်းလေ့လာခြင်းစိတ်နဲ့အတူကမ္ဘာကိုလှည့်ကြည့်ဖို့တိုက်တွန်းခဲ့တာအမှန်ပါပဲ။မာကိုပိုလိုကွယ်လွန်ပြီးရာစုနှစ်2ခုအကြာမှာတော့ခရစ္စတိုဖာကိုလမ်ဘတ်ဟာအရှေ့တိုင်းသို့လမ်းကြောင်းသစ်ရှာဖို့အတွက်အတ္တလန္တိတ်ကိုဖြတ်ပြီးစွန့်စားခဲ့ပါတယ်။ကိုလမ်ဘတ်နဲ့အတူမာကိုပိုလိုရဲ့ခရီးသွားမှတ်တမ်းစာအုပ်တအုပ်လည်းအတူပါသွားခဲ့ပါတယ်တဲ့။မာကိုပိုလိုဆုံးပါသွားခဲ့တာနှစ်တွေကြာညောင်းခဲ့ပါပြီ။ဒါပေမဲ့မာကိုပိုလိုရဲ့စွန့်စားခန်းတွေနဲ့မှတ်ချက်စကားတွေကတော့ရှင်သန်ကြံ့ရက်နေစေပဲဖြစ်ပါတယ်။သူကစူးစမ်းလေ့လာသူတို့ရဲ့မိညာအတူယူစရာဖြစ်တယ်လို့ကမ္ဘာနေမြေတွေကိုချိတ်ဆက်သွားလာဖို့အစပြုခဲ့သူတွေတဲကအစောဆုံးတစ်ယောက်ဖြစ်နေမှာသိကြပါတယ်။တချို့သောအကြောင်းအရာများကိုတော့ချန်လက်ထားခဲ့လိုက်ပါတယ်